ထူးမြေပဲစီလေးထည့်မယ်နော်ထူးမြေပဲစီကိုမြများလေးထည့်မယ်နော်နန်းကြီးတုပ်ကစီမြများနဲ့မှလေစားလို့ကောင်းလို့တက်တော့ကြိတ်ထားတာလေးထည့်မယ်စနွေးလေးနဲ့ထည့်မယ်ငုတ်တီးသမင်းစားစုံနှစ်စွန်းစားတော့ထည့်လိုက်ရနော်ယူရီးယားငါးငှက်ပြိုင်လေးထည့်တယ်ငါးငှက်ပြိုင်လေးနဲ့စီလေးနဲ့ကြက်သွန်လေးရဲ့မွေးနေတဲ့အနံလေးအသက်ပဲနော်အရန်မွေးရပဲပြီးရင်ကြက်သားပြုတ်ပြီးတော့ဗောနော်ခဏပြုတ်ပြီးတော့ရင်ပုံလေးကိုနှွေနာတာလေးထည့်မယ်စားရည်ချုံမုံလေးနည်းနည်းထည့်မယ်နော်ကြက်သားပြုတ်ရေလေးနှစ်စွန်းလောက်ထည့်မယ်နော်ကြက်သားလေးကိုနူးနေအောင်ချက်လိုက်မယ်နော်အဲ့ဒါဆိုရင်နန်းကြီးတုပ်ဖို့အတွက်ရှယ်ကြက်သားဟင်းလေးရပြီနော်ကိုအိမ်မှာလှုပ်စားတော့များများလေးစားရတယ်စီတန်တန်လေးလည်းစားရတယ်နော်